အခုလိုမျိုးလုပ်ငန်းသုံးတွေအတွက်ဒီဇယ်မီးစက်ကြီးတွေကို44သိန်းဝန်းကျင်ကနေစတင်ပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်44သိန်းဝန်းကျင်မှာဆိုရင်တော့အိမ်သုံးရုံးသုံးဆိုင်သုံးတွေအတွက်အဆင်ပြေပြေအသုံးပြုလို့ရမယ် YC 6900T ဆိုပြီးတော့ဝယ်ယူရရှိနိုင်မယ်Maximum output power ဆိုရင်6500မှာ rated output power 6000 watt ထိအသုံးပြုလို့ရမယ်ဒါ super silent diesel မီးစက်ကြီးပဲဖြစ်ပါတယ်ဒီထက်ကိုမှဝက်များများအသုံးပြုလို့တဲ့လူကြီးမင်းတွေအတွက်ဆိုရင်တော့ဒီဘက်မှာ YC 8500T ဆိုပြီးတော့ရွေးချယ်အသုံးပြုလို့ရမယ်ဒီမီးစက်ကြီးဟာဆိုလို့ရှိရင်လည်း maximum output power 8500မှာ rated output power 8000 watt အသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းသုံးတွေအတွက်ဝက်ထွာများတဲ့လျှက်စစ်ပစ္စည်းတွေကိုစက်ရေးသက်သာစွာနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဒီထက်ကိုမှလူကြီးမင်းတို့ကဝီစီရည်တွေနဲ့ကွန်ပရက်ဆာတွေအဲကွန်းဆိုရင်လည်းအလုံးရည်များများအသုံးပြုခြင်းနဲ့ဝရိန်ဆက်တွေဖြတ်ဆက်တွေနဲ့စောက်လို့ရလုပ်ငန်းသုံးအလားပြေဆိုင်လက်ဖက်ရည်ဆိုင်တွေမှာပါတလုံးနဲ့စိတ်ချလက်ချအသုံးပြုလို့ရဆိုရင်တော့ဒီဘက်မှာ YC 9500T ဆိုပြီးတော့ထပ်မံရွေးချယ်အသုံးပြုလို့ရမယ်ဒီမီးစက်ကြီးဆိုလို့ရှိရင်တော့ maximum output power 9500မှာ rated output power 9000 watt ထွက်ရှိမှာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့က44သိန်းဝန်းကျင်ကနေစတင်ပြီးတော့ဒါဒီဇယ်မီးစက်အမျိုးအစားအစုံလင်ကိုလာရောက်ရွေးချယ်ဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့ဆယ်ပြားစိတ်ကိုလမ်းလာခဲ့လို့ရပါတယ်ဝက်ထွာများတဲ့လျှက်စစ်ပစ္စည်းတွေနဲ့လုပ်ငန်းသုံးတွေမှာတစ်လုံးနဲ့ဘက်ဆောင်အသုံးပြုလို့တဲ့လူကြီးမင်းတွေအတွက်ဆိုရင်တော့ဒီဘက်မှာ YC 11000T ဆိုပြီးတော့ရွေးချယ်ဝယ်ယူအားပေးနိုင်မှာဖြစ်ပြီးတော့ super silent မျိုးစားဖြစ်တဲ့အတွက်ကြောင့်မလို့အတန်လဲငိမ့်နဲ့စီစားလဲသက်သာတဲ့ဒီမီးစက်ကြီးကတော့ maximum output power ဆိုရင်11 kW မှာ rated output power 10 kW ထွက်ရှိမှာပဲဖြစ်ပါတယ်။ကဲဒီဘက်မှာဆိုလို့ရှိရင်တော့စက်ရုံနဲ့လုပ်ငန်းအကြီးစားကြီးတွေမှာတစ်လုံးနဲ့စိတ်ကြိုက်အသုံးပြုလို့ရမယ်။ super silent အမျိုးအစားကိုမှ25 kW 31.25 kVA ဒီဇယ်မီးစက်ကြီးပဲဖြစ်ပါတယ်။အင်ဂျင်လေးလုံးတို့ဖြစ်ပြီးတော့လူကြီးမင်းတို့အတွက်လုပ်ငန်းသုံးတက်ကိုအရန်ကိုရွေးချယ်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။အင်ဂျင်တွင်းပိုင်းမှာဆိုလို့ရှိရင်လည်းတောက်တင်းတင်းနဲ့ဖွဲ့စည်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ကဒါမျိုးဒီဇယ်မီးစက်ကြီးတွေကို44သိန်းဝန်းကျင်ကနေစတင်ပြီးတော့အိမ်သုံးရုံးသုံးဆိုင်သုံးတွေအထိကိုစိတ်ချလက်ချအသုံးပြုနိုင်ဖို့အတွက်တနေရာထဲမှာစုံစုံလင်လင်နဲ့ဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့ဆယ်ပြားစီရဲ့ online ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်ခွန်93လုံး10တို့မှာလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူအားပေးလို့ရတယ်လို့ဆယ်ပြားစီဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးနဲ့ပြည်ဦးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်ကြံမျိုးများဆိုရင်လည်းကားဂိတ်ကနေတဆင်ပို့ဆောင်ပေးနေတာဖြစ်ပြီးတော့ဆယ်ပြားစီဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကားအခမဲ့အိမ်ရောက်ငွေချေစနစ်လေးနဲ့ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်